အလုံသမားစေယုံနာကဖူဖဲမှာတော့စားဖြစ်တယ်အိန္ဒိယအစားအစာတော်တော်များများရပါတယ်ဟော Harry Potter မိုးပြန်ခောက်ဆဲကြော်လေးရောက်လာပါပြီဒီဆိုင်ရဲ့ signature ဟင်းပွဲပါပြတ်တော့ကျွတ်ကျွတ်လေးဒီတိုင်းစားလဲကောင်းတယ် 快鸡呗！来吧，有3年有。ကြက်သားလေးကလည်းနူးညံ့နေရောရှဲ့ပဲ